ဘောလုံးဒီယောမရခင်ပွဲပယ်ခံရတော့မဲ့ယူကရိန်းနေမှာသို့မဟုတ်မူဒရစ်ဘာလို့လဲမင်္ဂလာပါ 3K Sport 2.0 ကနေပြန်လဲကြိုးဆိုပါရစေမူဒရစ်ကဘယ်သူကမှကျွန်တော်ကိုရှက်တာဒိုနက်စ်အသင်းရဲ့တစ်နှစ်တာအကောင်းဆုံးစားမဆုရမယ်လို့မထင်ထားပါဘူးကိုရန်ပွိုင်းဆုရမယ်လို့လည်းမထင်ထားဘူးဒီလိုပဲဘောလုံးဒီယောဆုရမယ်လို့လည်းဘယ်သူမှထင်ထားမှာမဟုတ်ပါဘူးဒါပေမဲ့ချိန်မှာဘောလုံးဒီယောဆုကျွန်တော်စကူးနိုင်မယ်လို့ယုံကြည်ထားပါတယ်လို့ပြောဘူးတယ်ဒီစကားတွေကိုရှက်တာဒိုနက်စ်ရဲ့တစ်နှစ်တာအကောင်းဆုံးစားမဆုကိုနှစ်ချိန်ဆက်စကူးချိန်မှာမူဒရစ်ကကြွေးကြော်ခဲ့တာပါမူဒရစ်ကချဲလ်ဆီကိုမျော်လင့်ချက်ကြီးစွာနဲ့ရောက်လာပေမဲ့မျော်လင့်သလိုဖြစ်မလာသေးဘူးယူကရိန်းနေမှာဆိုပြီးတော့နာမည်ကြီးခဲ့သူဟာအခုတားမြစ်စေးပြဿနာကြောင့်ယူကရိန်းပေါ့ပါဖြစ်တော့မယ်ပြီးခဲ့တဲ့နှစ်ကုန်ကန်ဒီမှာမူဒရစ်စီကန်ဂျမာဇိုးကအလဲရောက်လာတယ်ဒါပေမဲ့စစ်ဆေးတာကြလို့မူဒရစ်ပွဲကစားခွင့်ပိတ်ပင်ခံရတာပါမူဒရစ်ရဲ့စီးကိုစစ်ဆေးခဲ့ချိန်မှာတားမြစ်စေးသုံးဆွဲကြောင်းတွေ့ရှိခဲ့ပါတယ်မူဒရစ်ကသူဘာမှမလုပ်ထားဘူးဆိုပြီးတော့တားမြစ်စေးကိစ္စကိုညှင်းဆန်ခဲ့ပါတယ်အခုပြဿနာကပိုပြီးတော့ကြီးမားလာပြီအင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ကမူဒရစ်ဖက်ကိုအသေးစိတ်ထပ်မံစစ်ဆေးပြီးတဲ့နောက်ကာလာရှီပွဲပယ်ပြစ်ဒဏ်ချမှတ်ဖွယ်ရှိနေပါတယ်မူဒရစ်က၄နှစ်နဲ့အထက်ပွဲကစားခွင့်ပိတ်ပင်ခံဖွယ်ရှိနေတာပါချဲလ်ဆီကမူဒရစ်ကိုပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလကတည်းကပွဲကစားခွင့်၄ချိန်ခန့်ဆင်းခွင့်ပိတ်ပင်ထားပါတယ်ဒါပေမဲ့မူဒရစ်လိုအပ်တာမှန်သမျှချဲလ်ဆီတင်းကကူညီပေးနေသလိုမန်တယ်ဟာအတွက်လည်းစောင့်ရှောက်ပေးနေပါတယ်မူဒရစ်က2023ခုနှစ်ဇန်နဝါရီလမှာပြောင်းရွှေ့ကြေးပေါင်89သန်းနဲ့ချဲလ်ဆီကိုရောက်လာသူပါသူကိုလိုချင်လုံးချဲလ်ဆီကအာစနယ်နဲ့အပြိုင်လုခဲ့ရပြီးတော့ကြေးကြီးပေးခေါ်ခဲ့ရတာဖြစ်ပါတယ်မူဒရစ်ကြောင့်ချဲလ်ဆီမှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ပဲစိတ်ပြက်စရာဖြစ်ရသလိုအခုတားမစ်စီကိစ္စကြောင့်လည်းတပူပေါ်နှစ်ပူဆင့်ရပြီတားမစ်စီပြဿနာမဖြစ်ခင်မှာမူဒရစ်ကအဖျားဝေဒနာအပြင်းထန်ခံစားခဲ့ရပါတယ်မူဒရစ်က FA ကိုပို့ပေးရတဲ့စီးနမူနာထဲမှာတားမြစ်ထားတဲ့အရာပါဝင်နေတယ်ဆိုတာကျွန်တော်အတည်ပြုပါတယ်ကျွန်တော်တို့တကယ်ကိုအံ့အားသင့်ရတဲ့ကိစ္စပါပဲကျွန်တော်ဘယ်တော့မှတားမစ်စီမသုံးလို့စီးမင်းတွေကိုလည်းမချိုးဖောက်ပါဘူးအခုကျွန်တော်ရဲ့ချဲလ်ဆီတင်းတဲ့တူအခုကိစ္စဘလို့ဖြစ်လာလဲဆိုတာပူပေါင်းပြီးတော့စုံစမ်းနေပါတယ်ကျွန်တော်ဘာတစ်ခုမှမလုပ်ထားပါဘူးသိမကြခင်မှာကျွန်တော်ဘောလုံးပြန်ကစားခွင့်ရမယ်လို့မျှော်လင့်ထားပါတယ်လို့ဒါမစ်စေးပြဿနာစတင်ဖြစ်ပွားချိန်မှာဖြေရှင်းမှုတယ်မူဒရစ်ရဲ့မြန်နှုံးနီးစနစ်စိတ်အားထက်သန်မှုနဲ့လှပတဲ့ကစားဟန်ဟာဥရောပထိပ်တန်းအသင်းတွေအကြိုက်တွေးခဲ့ကြပါတယ်ဒါပေမဲ့မူဒရစ်ရင်ဆိုင်တဲ့လောကဒန်ဟာတိတ်ပြီးကြမ်းတမ်းခဲ့တယ်ရုရှားယူကရိန်းစစ်ပွဲကြောင့်မူဒရစ်အောင်နေထွေပြားခဲ့ရတယ်ချဲလ်ဆီကလည်းအသင်းပိုင်ရှင်နဲ့နီးပြအပြောင်းလဲတွေကြားမှာမတည်ငြိမ်ခဲ့ဘူးအဲ့လိုအခြေအနေတွေကြားမှာမူဒရစ်ကိုယ်တိုင်လည်းပရီးမီးယားလိနဲ့အမ်မဝင်မဲ့ရုန်းကန်နေခဲ့ရတယ်။လောင်ရီတန်တွေဟာမူဒရစ်ကိုနာကျင်စေပြီးချဲလ်ဆီတင်းနီးပြအဆက်ဆက်ကမူဒရစ်ကိုအခွင့်အရေးပေးပေမဲ့မျှော်မှန်းသလောက်ဖြစ်မလာခဲ့ပါဘူး။ချဲလ်ဆီတို့ပထမဆုံးဂိုးသွင်းနိုင်အောင်မူဒရစ်25ပွဲအချိန်ခဲ့ရပြီးတော့ပထမဂိုးနဲ့နောက်ဆုံးဂိုးကြားအချိန်9လကြာမြင့်ခဲ့တယ်။အခုတော့တားမြစ်စေးပြဿနာကြောင့်မူဒရစ်တယောက်ဘောလုံးလောကထဲပြန်လာနိုင်ပါအောင်မလားသေချာမသိနိုင်တော့ပါဘူး။ယူကရိန်းကျယ်ပွင့်ဖြစ်ထင်ရှားခဲ့သူနေမာလိုဆွဲရင်မျိုးရှိသူလိုတင်စားခံရသူပရီးမီးယားလိထိပ်သီးအသင်းအပြိုင်လုခဲ့ရသူဘလွန်ဒီယောအရာယူမယ်လို့ကြွေးကြော်ဘူးသူမူဒရစ်တယောက်အမှောင်ထဲရောက်ခဲ့ပါပြီဘလွန်ဒီယောမရတဲ့ပြင်ကစားသမားဘွားကနေပါအနားယူရမယ်ကိန်းဆိုင်နေပြီ